ဟိုကျွန်တော်ဒီနယူးဇီလန်ပတ်ကျော်ချင်းကဒီ2019မှာစခဲ့တာပေါ့နော်ကျွန်တော်နယူးဇီလန်ကိုစရောက်တာ2016မှာ2016မှာစရောက်တော့ကျွန်တော်2019မှာအော်စတြေးလျကိုချင်းသွားပြတယ်အော်စတြေးလျမှာကျွန်တော်ချင်း National Tournament သူတို့ပြပွဲလုပ်တော့ကျွန်တော်သွားပြတယ်အဲ့မှာဖနာမှာရောက်တော့အော်စတြေးလျကဟိုတကယ်ချင်းတယောက်ပြောတယ်နယူးဇီလန်မှာအဲ့လိုအသင်းရှိတာအသင်းရှိဒီလာမယ့် Kings Cup ရိုက်ဟိုပြဝင်လို့ရတယ်ပေါ့အဲ့လိုကျွန်တော်ဆက်သွယ်ပေးမှာပေါ့သူကကျွန်တော်အဲ့လိုပြောတယ်ကျွန်တော်လည်းအဲ့လို Kings Cup ဆိုတော့ဒီ professional ကစားသမားတွေဆော့တဲ့ပြပွဲလေနော်အဲကြောင့်ကျွန်တော်လည်းပါဝင်ချင်တာပေါ့အဲကြောင့်သူကကျွန်တော်အဆက်အသွယ်လုပ်ပြီးလို့ကျွန်တော်အဲ့လိုပြပါဝင်ခွင့်ရတယ် Kings Cup မှာပြဝင်ခွင့်ရတော့ကျွန်တော်ဒီမှာဟိုလူပြန်လာရှာတော့ပေါ့အကစားသမားကျွန်တော်စားခဲ့တာလူ2ယောက်ထဲနဲ့အရင်ဆုံးစားခဲ့တာပေါ့အဲ့လို Kings Cup 2019မှာနယူးဇီလန်ရဲ့ဟိုအဓိကအကစားအကစားကတော့ဟို rugby တို့ rugby လို့ခေါ်တယ် rugby ကဒီလိုအမေရိကဖုတ်ဘောလိုမျိုးဒါပေမဲ့နည်းနည်းတော့ကွာတော့ပေါ့ဒီ New Zealand မှာ rugby ကနံပါတ်1ပေါ့ national sport ပြောလို့ရတယ်ကျွန်တော် New Zealand မှာဟိုကစားသမားတွေကဒီပတ်ကျော်ချင်းတွေသူတို့စိတ်ဝင်စားကြအောင်သူတို့ဟိုကဘောလုံးပဲအဓိကကစားကြတယ်ချင်းတော့ကသူတို့အဲ့လိုအားမကစားတဲ့ဟိုအအကစားတစ်ခုပေါ့ဒါပေမဲ့သူတို့အဲ့လိုချင်းတော့သူတို့ main sport အနေနဲ့တော့သူတို့ဟာမဆော့ဘူးသူတို့ဆော့တာကဟိုဘောလုံးပေါ့ကျွန်တော်ခေါ်တဲ့လူတွေကလည်းဟိုဘောလုံးသမားတွေပဲချင်းသမားမဟုတ်ဘူးစိတ်ခေါ်မှုကတော့အဲ့လိုကစားသမားတွေတော့နဲတော့ပေါ့ထောက်ပံ့ကြတော့လဲကျွန်တော်ကဒီဘတ်ကျော်ချင်းကဟိုအာကစားအစ်စ်လေဒီနိုင်ငံမှာဘယ်သူမှမသိသေးတော့အဲ့လိုအထောက်ပံ့တယ်လည်းတိတ်မရဘူးပေါ့ပင်မနဲ့ဒါပေမဲ့ကိုကအဲ့ဒီပတ်ကျော်ချင်းကိုချင်းမြတ်နိုးတော့ကျွန်တော်ပင်မလည်းအဲ့လိုဖြတ်ကျော်ရမှာပဲလေခက်ကြတော့ဒီအကစားသမားတွေကိုအဲ့လိုဆူဆောက်တာအရင်ခက်တယ်အဲ့လိုခေါ်ပြပွဲတစ်ခုရှိပြီဆိုအဲ့လိုဘယ်သူတွေလိုက်မလဲဘယ်သူတွေသွားမလဲဆိုတော့အဲ့လိုကိုကသွားတဲ့လူရှိမှကိုကအဲ့လိုသူတို့ခေါ်သွားရတယ်ဘာဖြစ်လဲဆိုတော့ကို support တွေနဲ့ကိုပဲသွားရတယ်ဆိုတော့အဲ့လိုသွားတဲ့လူရှိမှကိုကအဲ့လိုသွားရတယ်ကိုသွားချင်တော့မှအဲ့လိုအသင်းမရှိဘူးဆိုရင်ကိုမသွားရဘူးသူလက်ရှိကကိုတူကိုထစနေတော့အဲ့လိုပဲသွားနေတယ်အစိုးရတော့ဟိုကနည်းနည်းပဲထောက်ပံ့တယ်ပေါ့ဟိုကဟုတ်အားကစားဒီဘက်တော့ကြာဒီမှာနာမည်မကြီးသေးဘူးအဲ့လို popular မဖြစ်သေးဘူးဆိုတော့ support တွေတော့တိတ်မရဘူးကျွန်တော်အစတော့သွားဖို့အစီအစဉ်မရှိဘူးဒါပေမဲ့ဟိုက e-staff ကကျွန်တော်တို့ဟိုကဆက်သွယ်လာတယ်ကျွန်တော်တို့အဲ့လိုပြပွဲအိန္ဒိယ World Cup သွားမလားကျွန်တော်ပြောမသွားဖြစ်ဘူးလူမရှိဘူးပြီးတော့ဟိုလေပြန်လက်မှတ်လဲအဲ့လိုအဆင်သင့်မဖြစ်သေးဘူးပေါ့သူတို့ပြောကျွန်တော်တို့လေပြန်လက်မှတ်ဟိုထောက်ပံ့ရောသွားမလားလေပြန်လက်မှတ်ထောက်ပံ့တော့သွားမှာပေါ့နော်အဲ့လို e-staff က web ပြတာမဟုတ် e-staff နဲ့အိန္ဒိယဟိုသူတို့ ministry နဲ့အဲ့လိုအိန္ဒိယစစ်ပတ်တကောနဲ့သူတို့ဟိုစကားပြောကြတော့ပေါ့လို့သူတို့လေပြန်လက်မှတ်ဝယ်ဖို့မဝယ်ဖို့အဲ့လိုပြီးတော့ကျွန်တော်တို့ဝယ်အဲ့ level လက်မှတ်ဝယ်ပေးတယ်အဲ့ဒါကျွန်တော်တို့သွားဖြစ်တယ်ကျွန်တော်တို့လူ9ယောက်ဆိုတော့ New Zealand နဲ့အာအိန္ဒိယဆိုရင်တော့ဒေါ်လာ9000 US ဒေါ်လာ9000နဲ့ဟို1000ကျားလောက်ရှိမှတင်တယ်9000နဲ့9000အဲ့လောက်ဟုတ်ကဲ့အစိုးရကျွန်တော်တို့ဒီ New Zealand အစိုးရနဲ့လာတယ်မဟုတ်ဟာ East Staff နဲ့ဟိုအိန္ဒိယအစိုးရနဲ့လာတယ်ပေါ့အိန္ဒိယကကျွန်တော်တို့ uniform လည်းထုတ်ပေးတယ်ဒါပေမဲ့ကျွန်တော်ကိုယ်ပိုင် uniform နဲ့တော့သွားတယ်ဒါပေမဲ့သူတို့လည်းအဲ့လို uniform ရဲ့အဲ့ရပေးတယ်ကျွန်တော်အမြင်ပြောရမှာဆိုအိန္ဒိယ World Cup ကဒီအကြီးဆုံးလို့ပြောလို့ရတယ်။ဘာဖြစ်လဲဆိုတော့သူတို့ဟိုတယ်ရောအရင်ကောင်းတယ်ဟိုတယ်ရဲ့မီဒီယာရဲ့အရင်ကောင်းတယ်။တခြားပြပွဲတွေထက်ဆိုင်မီဒီယာအိန္ဒိယပြပွဲဒီ World Cup မီဒီယာကျတော့အရင်ကောင်းတယ်။ Live လွှင့်တာဟိုတခြားဟို Kings Cup ဆိုရင်သူတို့ live အတင်ကြီးမှသူတို့ live လွှင့်တယ်လေ။အဲ့လိုအတင်တေးလေးဆိုရင်သူတို့ကခဏတစ်သိန်းနှစ်သိန်းလောက်မလွှင့်တာအခုကအတင်ကြီးကလွှင့်တာအကောင်လို့ရှိသမျှပွဲတွေအကောင်လုံးလွှင့်တယ်တခြားပြပွဲတွေထက်အများကြီးကုန်ကြတယ်သူတို့ကျွန်တော်တို့မေးတာအဲ့လိုတလားအလိုမှာပဲကျွန်တော်တို့မေးတာဆိုတော့ကျွန်တော်လည်းမ ready ဘူးနော်မ ready မဖြစ်ဘူးပေါ့ ready မဖြစ်တော့ကျွန်တော်လည်းအဲ့လိုအားကစားသမားတွေကလည်းအဲ့လိုတစ်မျိုးနဲ့တစ်မျိုးအရင်ဝေးတယ်ကားမောင်းမဆို10နိုင်လောက်သွားတယ်ကျွန်တော်လည်းကိုဟို self training တော့လုပ်ဖြစ်တယ်ပေါ့ကိုအိမ်ရှိမှာပဲကိုအဲ့လို drive way မှာပေါ့အဲ့လိုချင်းလုံးလေးတောက်လိုက်အဲ့လိုလေးဟိုကန်လိုက်ဒီကန်လိုက်အဲ့လိုပဲလုပ်ဖြစ်တယ်ကျွန်တော်အိန္ဒိယတော့ဘတရက်ပဲ training တူဆင်းရတယ်ဆင်းပြီးတော့အိန္ဒိယသွားတယ်ပတ်ကျော်ချင်းမထွန်းကားသေးတော့ဟို support နေတိတ်မရသေးဘူးဒီ City Council ကကျွန်တော်တို့ဟိုဆက်သွယ်လာတဲ့ဒီလိုပတ်ကျော်ချင်းကွင်းကိုစောက်ပေးဖို့လေကျွန်တော်တို့ဆက်သွယ်လာသူတို့ကဒီဖတ်ကိုဟို
renovate ပြန်လုပ်မလဲအဲ့လိုပြန်ဆောက်မှာအသစ်ပြန်ဆောက်မှာဆိုတော့ကျွန်တော်တို့ဆက်သွယ်လာပြီးတော့အဲ့လိုချင်းလုံးကွင်းတွေဆောက်ပေးဖို့လေအဲ့ဒါတော့ရှိတယ်နည်းနည်းတော့လမ်းစာပွင့်လာပြီအဲ့လိုတော့ပြောလို့ရတယ်လမ်းစာပွင့်လာပြီကျွန်တော်တို့ဒီ Federation နဲ့ဒီ New Zealand ဘက်တော့ချင်း Federation နဲ့အဲ့လို register လောက်ထားတဲ့ဒီ2024မှာတော့တရားဝင်non-profit ပေါ့ non-profit organization နဲ့လမ်းစာတွေပါတယ်တင်တော့ problem ဟိုလို English ကအဲ့လို first language ဆိုတော့တို့ problem ကျွန်တော်ဒီ Federation မှာလည်းအဲ့လိုဟိုအဖြူတွေတယောက်နှစ်ယောက်ပါလာပြီဆိုတော့အဲ့လိုတခြားဟို nationality လည်းပါလာတယ်ဆိုတော့အဲ့လိုနောက်ကျရင်တော့ဒီ Federation အကြီးကြီးဖြစ်ဖို့လည်းအဲ့လိုမြင်ရတယ်အုပ်စုပြပွဲဒီ၄ယောက်တွဲမှာကျွန်တော်အိန္ဒိယရဲ့အီရန်ရဲ့ USA ရဲ့ကျွန်တော်ရဲ့ဟိုတသိန်းတဲ့အုပ်စုကြတယ်ပေါ့နော်ကျွန်တော်အီရန်တို့ဟိုရှုံးလာတယ်ဟိုအိန္ဒိယလည်းရှုံးလာတယ်ပြီးတော့ကျွန်တော် USA ကိုနိုင်တယ်ဒီ၄ယောက်တွဲမှာပြပွဲဝင်တာဒီ၄ယောက်တွဲရ၃ယောက်တွဲနှစ်ခုပေါ့ဒါပေမဲ့ဒီ၃ယောက်တွဲမှာကျတော့ဟိုအိန္ဒိယနဲ့ USA နဲ့အုပ်စုပြန်ကြတယ်ကျွန်တော်နှစ်သိန်းစလုံးပြန်ရှုံးတယ်အိန္ဒိယရဲ့ USA ကိုလည်းပြန်ရှုံးလာတယ်၃ယောက်တွဲမှာကျင်းနာပါတယ်ရလာကတော့အမကတော့ဟို215နဲ့မဆိုးနဲ့အဲ့လို6မ10မ17မအဲ့လောက်ရတယ်ဆိုတော့ကျွန်တော်လည်းမဆိုးပေါ့ပြောရမဆိုရင်ရလာကတော့ကျင်းနာပါတယ်ဒီက fighter ပေါ့ပြောမဆိုရင်ဒီ fighter လို့တော့ပေါ့အဲ့ဖြစ်လို့ကျွန်တော်က fighter ပဲကျွန်တော်ကအဲ့လိုချင်းမအဲ့လို fighter မှာမလက်ချင်တာ3လရှိပြီဆိုတော့ဒီက fighter လို့တော့ပေါ့နော်ဒီတို့ဟို fighter တရားလောက်ပါမယ်ဆိုရင်တော့အဲ့လိုအုပ်စုပေါ်တော့တဲပြီးတော့ဟို quarter final တိတော့တဲအခုလက်ရှိကျွန်တော်အမြင်အခုလက်ရှိခေါ်ရင်တော့ဟိုRG Shelley ကျွန်တော်ခေါ်ချင်တယ်တို့ဟိုလက်ရှိတို့ training ပြည့်တယ်လေနော် training ပြည့်တော့တို့ခေါ်ချင်တယ်အဲ့ဒါဆိုတော့ကျွန်တော်လည်းတို့ခေါ်ဖို့ visa လဲကျွန်တော်မှအာနာဘာမှမရှိဘူးတို့လုပ်ပြီးလို့လည်းဘာမှမရဘူးလေနော်အိန္ဒိယ World Cup ပြီးပြီဆိုတော့ကျွန်တော်ဒီ Kings Cup ပြပွဲဟဲ့လို့ပေါ့ဝင်ပြမယ်ဒီ9လပိုင်းကျရင်ကျွန်တော်တော့ပြဖို့ပြလို့တော့မအောင်ပေါ့ဒါပေမဲ့အတင်တော့ကျွန်တော် New Zealand အတင်တော့ထွက်မှာပေါ့နော်ဒီ9လပိုင်း20ရက်နဲ့29ရက်နေ့ထိခိုရာမှာထိုင်းနိုင်ငံခိုရာမှာတို့ပြပွဲလုပ်မှာပေါ့ Kings Cup World Championship အချ New Zealand တင်ထွက်မယ်ပြီးတော့ကျွန်တော်တို့ဒီဟုတ်you know ကျွန်တော်တို့ New Zealand အတင်ကဒီအာရှဂိမ်း Asia Game မှာပါဝင်ထားဘူးတယ်ဆိုတော့ကျွန်တော်လည်းအဲ့လိုခေါ်အဲ့လိုတောင်းကစားခွင့်ရှိရင်အဲ့လိုသူတို့ပေးကစားရင်တော့ကျွန်တော်လည်းကစားမှာပေါ့အဲ့လိုတို့ဒီဗာလဲ East Staff Secretary General နဲ့ပြောရတယ်အဲ့လို Asian Game မှာကစားခွင့်ရရင်တော့ကစားချင်တာပေါ့အဖြစ်လို့ဆိုတော့ New Zealand ဟိုအဲ့လိုတမိုင်းရှိထားတယ်သူတို့အဲ့လို Asian Game မှာပါဝင်ဖူးတယ်ဆိုတာဒီစီမှုတွေကျတော့ကျွန်တော်ခုကလောလောဆယ်အဲ့လိုပေါ့ကိုယ့်နဲ့ကိုယ် training ပဲဆင်ရအောင်ပေါ့ training အဲ့လို self training ပဲလောလောဆယ်ဆင်ရမှာပေါ့ကျွန်တော်တစ်မျိုးနဲ့တစ်မျိုးနေတာဝေးတယ်ဆိုတော့ training တူလည်းမဆင်ရဘူးလေကြောက်ကွာနာကို self training လည်းလုပ်ပြီးတော့တချို့ကစားသမားတွေကလည်းအဲ့လို workout တွေပြရတယ်ဆိုတော့သူတို့လည်းအတွေ့အကြုံရတယ်ပေါ့နော်အတွေ့အကြုံရတယ်ဆိုတော့သူတို့ဘယ်လိုပြန်ပြင်ဆင်ရမလဲဆိုတော့သူတို့လည်းသိပြီလေနော်